မင်္ဂလာပါ SCBI မှာ GED on campus တက်ရောက်နေတဲ့ကျောင်းသားတချို့ကိုဒီနေ့မှာ interview နဲ့မေးဖြစ်ခဲ့ပါတယ်မင်္ဂလာပါညီမလေးနာမည်နဲ့အခုလက်ရှိတက်နေတဲ့အတန်းလေးကိုလည်းမိတ်ဆက်ပေးပါဦးညီမလေးနာမည်ကတော့ညောင်ဆန်းကျိန်တငယ်ချင်းတွေကတော့ဆန်းဆန်းဆိုပြီးခေါ်ကြပါတယ် GD ကတော့ batch 30မှာတက်ရောက်နေပါတယ်ဟုတ်ကဲ့အခုတက်နေစဉ်ကာလမှာပေါ့နော် SCBI နဲ့ပတ်သက်ပြီးတော့ညီမလေးသဘောကျတော့အချက်ကရောဘာဖြစ်မလဲသဘောကျဆုံးအချက်ကဆရာမတွေလည်းအသင်ပြကောင်းတယ်ပြီးတော့ revision တွေလည်းပြန်ပေးတယ်အဲ့လိုစာမေးပွဲတွေလည်းစစ်ပေးတယ်ပြီးတော့ဝန်ထမ်းတွေပေါ့သူတို့ကတကယ်ကိုမိသားစုအရင်ချလို့မျိုးဂရုစိုက်ပေးရဲအဲ့ဟာလေးကိုတော့တော်တော်သဘောကျမိပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့Hello ညီမလေးမင်္ဂလာပါ။ကဲကျွန်တော်မိန်းကလေးတစ်ခုမေးချင်တယ်။ညီမလေးနာမည်နဲ့အခုတက်ရောက်နေတဲ့အတန်းလေးကိုလည်းမိတ်ဆက်ပေးပါ။တက်ရောက်နေတာကတော့ GED batch 13နာမည်ကတော့တင်တီရီဆန်ဖြစ်ပါတယ်။ဟုတ်ကဲ့ဆိုတော့အခု GED တက်ရောက်နေတဲ့အချိန်မှာ teacher တွေရဲ့သင်ကြားမှုနဲ့ပတ်သက်ပြီးတော့ညီမလေးသဘောကျတဲ့အချက်ရှိရင်လည်းအနေငယ်ဝေမျှပေးပါဦးဟုတ်GED တက်တယ်ဆိုတော့ပထမဆုံးအနေနဲ့သိရတာကပထမဆုံးသင်တဲ့နေ့မှာပဲဆရာမတွေကအကုန်လုံးကအရန် warm ဖြစ်တယ်ခိုင်းဖြစ်တယ်ကျောင်းသားတွေကိုကျောင်းသားလိုမျိုးဆိုပြီးတော့ဆက်ဆံတာမျိုးမဟုတ်ဘဲနဲ့သူတို့ကတငယ်ချင်းလိုဦးသားစုလိုမျိုးနွေးနွေးထွေးထွေးနဲ့ဆက်ဆံပေးတာကိုတွေ့ရတယ်ပြီးတော့စာသင်ပြတဲ့ခါမှာလည်းလုံအောင်ဟိုမှအဲ့လိုလေတန်းအေးလေးတွေနဲ့ရှင်းပြတာတွေအဲ့လို example တွေထည့်ပြီးတော့ပြောတာတွေအထူးသဖြင့် social ပေါ့နော် social ဆိုလို့ရှိရင်အဲ့လိုမျိုး teacher နဲ့အရန်ပျော်ပြီးတော့အဲ့လိုကြောင်းတက်ရတယ်ဆိုရဲခံစားချက်ပျောက်သွားပြီးတော့အရန်ကိုပျော်ရရဲစာတင်ရတာမပြင်းတော့ဘူးပေါ့နော်ပြီးတော့ကိုယ်ပိုင်ပြန်ပြီးတော့အိမ်မှာ notes တွေထုတ်တဲ့အချိန်မှာလည်းသူတို့ရဲ့စကားတဲ့နေရာနားတဲ့ကိုအဲ့လိုကြားရောက်နေတာဆိုတော့လေပြန်ပြီးတော့ကိုယ့်ဘာသာ self study လုပ်တဲ့အခါမှာအရန်ကိုအထောက်အကူပြုပါတယ်ဟုတ်ကဲ့အခုလိုဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျေးဇူးပါ